အမ်ရိတ်ကွင်းကြီးရဲ့အပြင်ဘက်မှာအာဆနယ်ပရိသတ်တိုင်းဖြတ်သွားတဲ့ဦးညွှန်းချင်စိတ်ပေါက်သွားစေမယ့်ရုပ်တုတစ်ခုရှိပါတယ်။အဲရုပ်တုကတော့လက်တစ်ဖက်ကိုဘေးကိုဆန်တန်းပြီးတော့ရင်ကော့ကကောင်းငုံမော်ပြီးတော့အောင်မဲခံနေတဲ့ကစားသမားတစ်ယောက်ရဲ့ပုံစံပါ။ဘောလုံးသမိုင်းမှာကလပ်တင်းတင်းနဲ့အတွက်သွေးနဲ့ချွေးကိုရင်းပြီးတော့ဘဝတစ်ခုလုံးမြုပ်နှံသွားတဲ့ One Club Man ကလပ်တင်းနဲ့ကစားသမားတွေရှားပါလာပါတယ်။အဲဒီထဲမှာအသက်22နှစ်အရွယ်နဲ့အာဆနယ်လိုအသင်းကြီးရဲ့အသင်းကောင်းဆောင်ကပတိန်လက်ပတ်ကိုဝစ်ဆင်ခဲ့ပြီးတော့ဆယ်စုနှစ်3ခု1980 1990 2000တိုင်လီဖလားတွေကိုကင်မြောက်နိုင်ခဲ့တဲ့တူရီသောကစားသမားကတော့ဒီရုပ်တုပိုင်ရှင်ပဲဖြစ်ပါတယ်။သူ့ကိုမြင်လိုက်တာနဲ့ပြိုင်မဲ့တိုက်စစ်မှုတွေခြေပြားအေးသွားစေမဲ့တန်မဏိခံစစ်မှုကြီးအသင်းမော်တွေအတွက်တော့ကြောကုန်းကိုယုံကြည်ကြည်ပေးထားလို့ရတဲ့ခေါင်းဆောင်ကောင်းကြီးပြင်းပဘွားမှာရသမားဘွားနဲ့ထောင်ကျခဲ့ရလောက်အောင်ကြာရှုံးခဲ့ပေမဲ့ပြပုံတွေကနေဖီနစ်ငတ်လိုရုံးထွက်ပြီးတော့ဂန်ဝင်ပြန်ဖြစ်လာခဲ့တဲ့သူပါ။သူ့နာမည်ရင်းထက်သူ့ကိုပေးထားတဲ့နာမည်ပြောင်းကပိုပြီးတော့ကြီးကျယ်ခမ်းနားပါတယ်။အဲ့ဒါကတော့ Mr. Arsenal သူကတော့ကျွန်တော်ရဲ့ချန်ပီယံကော်နာရဲ့ Arsenal အကြီးကျယ်ဆုံးစားသမားများစရင်ရဲ့နံပါတ်3နေရာမှာရပ်တည်နေတဲ့ဂန်ဝင်ကပတိန် Tony Adams ပဲဖြစ်ပါတယ်။ဒီနေ့မှာတော့သူရဲ့ကောင်းဆန်ရုပ်ရှင်ဆက်ဆန်ဖြတ်တန်းခဲ့ရတဲ့ Tony Adams ရဲ့ဘောလုံးဘဝဇာတ်လမ်းကိုစိတ်ဝင်စားဖို့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။1980ပြည့်လွန်နှစ်များအင်္ဂလိပ်ဘောလုံးလောကဟာအကြမ်းပတမ်းကစားဟန်နေခွန်အားသုံးတိုက်ခိုက်မှုတွေနဲ့ပြည့်နှက်နေတဲ့အချိန်မှာအဲအချိန်မှာအသက်19နှစ်အရွယ်လူငယ်လေး Tony Adams ဟာအာဆနယ်ပထမအသင်းကြီးအတွက်စတင်ပွဲထွက်ခွင့်ရခဲ့ပါတယ်။ငယ်စဉ်တည်းကအာဆနယ်အကယ်ဒမီမှာကြီးပြင်းခဲ့တဲ့ Adams ဟာမွေးရပါခေါင်းဆောင်မှုအရေးအသွေး leadership ပါလာတဲ့သူပါ။အရာအဖြစ်6ပေ3လက်မရှိပြီးတော့လေရဲကဘောလုံးတိုင်းကိုအပိုင်ခေါင်းတိုက်ဖြတ်ထုတ်နိုင်တယ်လို့ပြန်မဲ့တိုက်စစ်မှုတွေကိုအသေးလဲဖြတ်ထုတ်တက်ကယ်လုံးတဲ့နေရာမှာလည်းနာမည်ကြီးပါတယ်။1988ခုနှစ်အသက်21နှစ်အရွယ်မှာပဲနီးပြ George Graham က Adams ကိုအာဆနယ်အသင်းရဲ့အသင်းကောင်းဆောင်အဖြစ်တာဝန်ပေးအပ်ခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်ဟာအာဆနယ်သမိုင်းမှာအမှန်ကန်ဆုံးဆုံးဖြတ်ချက်တွေကတစ်ခုဖြစ်လာခဲ့ပါတယ်။ Adams ဦးဆောင်တဲ့အာဆနယ်ခံစစ်တမ်း The Famous Back Four ဖြစ်တဲ့ Lee Dixon, Tony Adams, Steve Bow, Nigel Winterburn တို့၄ယောက်တွဲဟာအင်္ဂလိပ်ဘောလုံးသမိုင်းမှာထိုးဖောက်ဖို့အခက်ခဲဆုံးအမားကျော်ဆုံးကြောက်ဆောင်ရည်တွေဖြစ်လာခဲ့ပါတယ်။သူတို့၄ယောက်ရဲ့လူကျွန်းဘောဖန်းတဲ့နေစနဲ့ offside trap ဟာစေရုပ်တွေလိုတပြေးညီတီးကြလွန်လာပါတယ်။အဲဒီခေတ်ကအာဆနယ်ဟာဂိုးတွေအများကြီးမသွင်းနိုင်ခဲ့ပေမဲ့ 1-2 the Arsenal အာဆနယ်တကိုးကိုမရှိဆိုတဲ့တခြင်းနဲ့တူခန်းစစ်ကိုအသေးပိတ်ပြီးတော့အနိုင်ယူတတ်တဲ့အသင်းဖြစ်ကြော်ကြားခဲ့ပါတယ်။အဲဒီအောင်မြင်မှုတွေရဲ့နှလုံးသဲဖို့ဟာကွင်းထဲမှာအတန်အကျယ်ဆုံးအော်ဟစ်ပြီးတော့အသင်းမော်တွေကိုနှိုးဆွနေတတ်တဲ့ Captain Tony Adams ပဲဖြစ်ပါတယ်။1989ခုနှစ်အန်ဖီကွင်းမှာလီဗာပူးကိုနောက်ဆုံးမိနစ်သွင်းကိုနဲ့အနိုင်ယူပြီးတော့လီဖလားရခဲ့တဲ့သမိုင်းဝင်ပွဲစဉ်မှာလည်း Adams ရဲ့ခေါင်းဆောင်မှုကအဓိကကျခဲ့ပါတယ်။ဒါပေမဲ့ဘောလုံးကွင်းထဲမှာမာထန်ပြီးတော့အောင်မြင်နေတဲ့ Adams ရဲ့ပြင်ပဘွားကတော့မှောင်မိုက်နေခဲ့ပါတယ်။အဲဒီခေတ်အင်္ဂလိပ်ဘောလုံးသမားတွေရဲ့ယဉ်ကျေးမှုအရပွဲပြီးမှဘီယာတောက်ရက်တောက်ကြတာဟာတာမန်လိုဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့ Adams အတွက်တော့ဒါဟာအပျော်တောက်တာမဟုတ်တော့ဘဲနဲ့ပြင်းထန်တဲ့အရက်ဆွဲရောဂါ alcoholism အဆင့်ကိုရောက်ရှိနေခဲ့ပါပြီ။သူ့ရဲ့စိတ်ဖိစီးမှုတွေတရားတွေကိုအရက်နဲ့ဖုံးရင်းနဲ့1990ခုနှစ်မှာတော့သူ့ဘဝရဲ့အဆိုးဝါးဆုံးအမှောင်ကျတဲ့နေ့ရက်ကိုရောက်လာခဲ့ပါတယ်။အရက်မှုပြီးတော့ကာမောက်မှုနဲ့ Adams ဟာထောင်ဒဏ်4လကြာခံခဲ့ရပါတယ်။အာဆနယ်အသင်းရဲ့အသင်းကောင်းဆောင်အင်္ဂလန်လက်ရွေးစင်ကစားသမားတယောက်ထောင်ကျသွားတဲ့တဲ့တင်ဟာတနိုင်ငံလုံးကိုကိုင်းလုပ်ခဲ့ပါတယ်။ပြည်သက်တွေမီဒီယာတွေရဲ့လှောင်ပြောင်တည်ုံမှုတွေကိုအဆိုးဝါးဆုံးခံခဲ့ရပါတယ်။ကွင်းထဲပြန်ဝင်လာတိုင်းမှာပြိုင်မဲ့ပြည်သက်တွေကလက်ကင်မွာလေးတွေကိုထုတ်ပြီးတော့ထောင်သားတယောက်လိုလှောင်ပြောင်ခဲ့ကြပါတယ်။ဒါပေမဲ့ Adams ဟာအရှုံးမပေးခဲ့ပါဘူး။ထောင်ကထွက်လာပြီးတဲ့နောက်အာဆနယ်အတွက်ပြန်ကစားပေးခဲ့ပြီးတော့ခြေစွမ်းနေလည်းမကြခဲ့ပါဘူး။သို့တော်လည်းသူဟာအရက်ကိုလုံးဝမဖြတ်နိုင်သေးပဲနဲ့တိတ်တဆိတ်တောက်နေခဲ့စေပါ။1996ယူရိုပြိုင်ပွဲအပြီးမှာတော့သူ့ရဲ့ဘဝဟာဂျော်ကဘာထိပ်ကိုရောက်ရှိနေပြီဆိုတာ Adams ကိုယ်တိုင်သဘောပေါက်သွားခဲ့ပါတယ်။ဒီတိုင်းဆက်သွားရင်ဘလုံးသမားဘဝရောလူဘဝပါပျက်စီးတော့မယ်ဆိုတာသိလိုက်ရတဲ့အချိန်မှာတော့ Adams ဟာတက်တိရှိရှိနဲ့မီဒီယာတွေရှေ့ထွက်ပြီးတော့ကျွန်တော်ဟာအရက်ဆွဲနေတဲ့လူနာတစ်ယောက်ပါကျွန်တော်ကူညီကြပါလို့ဖွင့်ဟဝန်ခံလိုက်ပါတယ်။ဒါဟာအင်္ဂလိပ်ဘောလုံးလောကမှာဘယ်သူမှမလုပ်ရဲတဲ့ရိုးသားမှုတက်တိရှိမှုတစ်ခုပါပဲ။ Adams ရဲ့ဆွဲယောဂါကနေရုံထွက်ဖို့ကြိုးစားနေတဲ့1996ခုနှစ်လောက်မှာပဲအာဆနယ်အသင်းကိုကယ်တင်ရှင်တယောက်ရောက်လာပါတယ်။သူကတော့ပြင်းသစ်လူမျိုးနီးပြရဲ့အာဆင်ဝင်းကားပါပဲ။အစားကတော့အင်္ဂလိပ်ခံစစ်မှုအကျန်းစားကြီး Adams နဲ့ပညာတတ်ပြင်းသစ်နီးပြရဲ့ဝင်းကားတို့အဆင်ပြေပါမလားလို့အားလုံးကထင်ခဲ့ကြတာပါ။ဒါပေမဲ့ဝင်းကားဟာ Adams ကိုပြစ်တင်ဝေဖန်တာမျိုးမလုပ်ဘဲနားလည်မှုအပြည့်နဲ့ကူညီပေးခဲ့ပါတယ်။ဝင်းကားကကစားသမားတွေရဲ့စားတောက်မှုပုံစံဓာတ်ရက်တွေကိုအကုန်ပြောင်းပြလိုက်ပါတယ်။အရက်ရင်ကျေးမှုကိုအမြင့်ဖြတ်လိုက်ပြီးတော့အသေးရွက်တွေရင်နွေးချမ်းတွေ
ဗီတာမင်တွေကိုသာမျှဝဲစေခဲ့ပါတယ်။လေ့ကျင့်ခန်းလုပ်ရမှာလဲကြွက်သားဆန်းထုတ်တာတွေယောဂလေ့ကျင့်ခန်းတွေထည့်သွင်းပေးခဲ့ပါတယ်။ဒီပြောင်းလဲတွေဟာအရက်ဖြတ်ဖို့ရုန်းကန်နေရတဲ့ Adams အတွက်တော့နတ်ဆေးတစ်ပါးလိုဖြစ်သွားခဲ့ပါတယ်။ပိုပြီးအံ့ဩစရာကောင်းတာကဝင်းကားလက်ထက်မှာ Adams ရဲ့ကစားဟန်ပြောင်းလဲသွားတာပါ။အရင်ကဘောလုံးရရဲ့အဝေးကိုကန်ထုတ်တတ်တဲ့ခံစင်မှုဘွားကနေဝင်းကားရဲ့မြေပြင်ကနေ pass ပေးပြီးတော့ကစားတဲ့နေစနစ်မှာ Adams ဟာတိတ်ကိုအံဝင်ခွင်ကြားဖြစ်လာခဲ့ပါတယ်။နောက်တန်းကနေဘောလုံးကိုတင်းငိမ်စွာဆွဲတက်လာပြီးတော့ကွင်းလေကိုလှပပပေးဖို့တတ်တဲ့ ball playing defender တယောက်ဖြစ်ကမ္ဘာအဆင့်မီတိုးတက်လာခဲ့ပါတယ်။ Adams ရဲ့ဒုတိယဘောလုံးဘွားဟာပိုပြီးတော့တောက်ပပိုပြီးတော့အနုပညာဆန်လာခဲ့ပါတယ်။1998ခုနှစ်မေလ3ရက်နေ့အာဆနယ်သင်း Everton နဲ့ကစားရတဲ့ပွဲစဉ်ဒီပွဲနိုင်အာဆနယ်တို့ Premier League ဖလားကိုရယူနိုင်မဲ့အချိန်မှာအာဆနယ်က3ဂိုးဂိုးမရှိနဲ့နိုင်နေလို့ချန်ပီယံဖြစ်ဖို့သေချာနေပါပြီ။ပွဲချိန်89မိနစ်မှာတော့ဘောလုံးသမိုင်းမှာရုပ်ရှင်အဆန်ဆုံးအမိုက်ဆုံးသွင်းဂိုးတစ်ဂိုးကို Adams ကဖန်တီးပြခဲ့ပါတယ်။ခန်းစစ်မှနေရမယ့်ကပတိန်တိုနီ Adams ဟာဘာစိတ်ကူးပေါက်သွားလဲမသိပဲပြိုင်မဲ့ဂိုးရီဗီယာတွေကိုတဟုန်ထိုးပြေးတက်သွားပါတယ်။အဲဒီအချိန်မှာကွင်းလက်ကနေနောက်ခံလူစတီဗိုးလန်းတင်ပေးလိုက်တဲ့ဘောလုံး Adams ဟာလေထဲကကျလာတဲ့ဘောလုံးကိုရင်ဘတ်နဲ့အသားရထိန်းချလိုက်ပြီးတော့မြေမကျခင်ဘေချီနဲ့ပြင်းပြင်းထန်ထန်ကန်သွင်းလိုက်ရမှာတော့ Everton ဂိုးသမားဘာမှမတတ်နိုင်ပေနဲ့ဂိုးပိုက်ထဲကိုတိုးဝင်သွားပါတယ်။အဲဒီအချိန်မှာနာမည်ကြီးဘောလုံးဝေးပိုင်ဆရာမာတင်တိုင်လာရဲ့အတန်ကလေ Would you believe it? That sums it all up. ခင်ဗျားတို့ယုံနိုင်မလားဒါဟာအရာအလုံးရဲ့ဖြေပါပဲဆိုပြီးတော့အော်ဟစ်လိုက်တာဟာယနေ့တိုင် Arsenal ပရိသတ်တွေရဲ့နားထဲမှာပဲ့တင်ထပ်နေစေပါဂိုးသွင်းပြီးတဲ့နောက်မှာတော့ Adams ဟာပရိသတ်တွေရှေ့ကိုပြေးသွားပြီးတော့လက်နှစ်ဖက်ကိုဆက်တန်းကခေါင်းကိုမော့ပြီးတော့မျက်စိမိတ်အောင်မွဲခံလိုက်ပါတယ်အဲ့ဒီပုံရိပ်ဟာရက်သမားဘွားထောင်သားဘွားတွေကနေပြန်လည်မွေးဖွားလာတဲ့ Premier League ချန်ပီယံခေါင်းဆောင်တယောက်ရဲ့လွတ်မြောက်ခြင်းသင်္ကေတပဲဖြစ်ပါတယ်။ Emirates ဝင်းရှိကရုပ်တုဟာအဲ့ဒီအခိုက်အတန့်ကိုထုစစ်ထားတာပါ။ Tony Adams ဟာ2002ခုနှစ်မှာ Arsenal သင်းနဲ့တူ Premier League နဲ့ FA ဖလား Double ကိုထပ်မံဆုတ်ခူးခဲ့ပြီးတဲ့နောက်မှာတော့ဇာသမားဘွားကနေဂုဏ်ယူဝင်ကြွားစွာအနားယူသွားခဲ့ပါတယ်။သူဟာ Arsenal သင်းအတွက်ပွဲပေါင်း669ပဲကစားပေးခဲ့ပြီးလီဖလား4ချိန် FA ဖလား3ချိန်လီဖလား2ချိန်နဲ့ဥရောပဖလား2ချိန်တို့ကိုစုကူးနိုင်ခဲ့ပါတယ်။အထူးခြားဆုံးကတော့မတူညီတဲ့ဆယ်စုနှစ်3ခု1989 1991 1998 2002မှာအသင်းကောင်းဆောင်ဖြစ်တဲ့လိချန်ပီယံဖြစ်ခဲ့တဲ့အင်္ဂလိပ်ဘောလုံးသမားရဲ့တူရဲသောကစားသမားဖြစ်မှတ်တမ်းဝင်ခဲ့တာပါပဲ။ကစားသမားတယောက်ဟာအရေးသွေးကောင်းယုံနဲ့ဂန်တွင်မဖြစ်နိုင်ပါဘူး။ခက်ခဲတဲ့အချိန်တွေမှာအသင်းအတွက်သွေးနဲ့ချွေကိုဘလောက်ပေးဆက်ခဲ့လဲ။ကိုယ်တိုင်လဲကျသွားတဲ့အချိန်မှာရောဘလို့ပြန်ထလာခဲ့လဲဆိုတာတွေကသာသူ့ကိုကြီးကျယ်ခမ်းနားတဲ့ဂန်တွင်အဖြစ်တစ်စိမ့်ရိုက်နှိပ်ပေးတာပါ။ Tony Adams ကို Arsenal ပရိသတ်တွေက Mr. Arsenal လို့ခေါ်ကြတာအကြောင်းမဲ့မဟုတ်ပါဘူး။ Arsenal အောင်မြင်မှု Arsenal ကြာရှုံးမှု Arsenal တိုက်ပွဲဝင်စိတ်အရာအလုံးကိုလူသားတယောက်အနေနဲ့ကိုစားပြုပြပါဆိုရင် Tony Adams တယောက်တည်းသာရှိလို့ပါပဲ။ Arsenal အသင်းရဲ့နှလုံးခုန်သံဟာ Tony Adams ပါပဲ။ဒီနေ့တော့လောက်ပါပဲဗျာ။ကျွန်တော်ချန်ပီယံခွန်နာကနေ Arsenal အသင်းရဲ့အကြီးကျယ်ဆုံးစားသမားတွေကိုဆက်လက်တင်ဆက်ပေးဦးမှာမို့ page လေးကို like and follow လုပ်ထားဖို့မမေ့ပါနဲ့။အားပေးကြတဲ့ပရိသတ်များလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ချန်ပီယံခွန်နာဝိုင်းတော်သားများကဆုတောင်းပေးလိုက်ပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။